စိတ်ဟာအရာအလုံးမဟုတ်ပါဘူးဒီအချက်ကိုမြတ်စွာဘုရားရှင်ကမနှက်ဖြန်သိပ္ပံပညာမပေါ်ခင်ကတည်းကမြင်တွေ့ထားခဲ့ပါပြီသင်ယခုဗီဒီယိုကိုကြည့်နေတဲ့ဆိုရင်သင်ပြောင်းလဲဖို့အဆင့်သင့်ဖြစ်နေပြီလို့ယူဆနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ပြောမယ့်အကြောင်းအရာဟာကျောင်းစာထဲမှာမသင်ရဘူးသိပ္ပံပညာကလည်းအပြည့်အစုံမရှင်းပြနိုင်သေးဘူးအသက်တာကလည်းလွယ်မသင်ပေးခဲ့ဘူးတဲ့အမှန်တရားဖြစ်ပါတယ်2200ခန့်မတိုင်မီလူတဦးကစမ်းသပ်ခန်းမရှိစက်ကရိယာမရှိနီးပညာမရှိပဲမျက်စိပိတ်ပြီးကိုယ်စိတ်အတွင်းကိုစူးစမ်းလေ့လာရမှယနေ့သိပ္ပံပညာတိုင်းတာလီဆဲအရာများကိုမြင်တွေ့ခဲ့ပါတယ်တစ်ချက်သာကတိပေးပါနောက်ဆုံးအချိန်အထိဆက်လက်နားထောင်ပါဒီနေ့သင်ကိုပိုမိုနှဆိုင်စွာနားလည်လာမည်ဖြစ်ပါတယ်အဲ့ဒီလူဤနာမည်မှာသိတ္တထဖြစ်ပါတယ်ဒါပေမဲ့ဒီဇလန်ဟာရာဇမဟာမှာပေါ်မှာမစတင်ပါအောင်လူတိုင်းရဲ့စိတ်ထဲတစ်ချိန်ချင်းပေါ်လာတဲ့မေကုန်းတစ်ခုကနေစတင်ပါတယ်အရာအားလုံးရရှိပြီးတော့လဲစိတ်ကဘာကြောင့်လွတ်လပ်မနေသလဲဘာကြောင့်အလွတ်ချင်နေသလဲသိတ္တထမှာအာနာရှိခဲ့တယ်သက်သာချမ်းသာမှုရှိခဲ့တယ်အနာဂတ်လည်းလုံခြုံခဲ့တယ်ဒါပေမဲ့စိတ်အတွင်းတစုံတရာကငြင်းချမ်းစွာမထိုင်နိုင်စေခဲ့ဘူးဒါဟာဖျားအကြောင်းမေကိုမဟုတ်ဘူးဘာသာတရားအကြောင်းမဟုတ်ဘူးဒါဟာလူသားစိတ်ဤတဘာဝအကြောင်းမေကုန်ဖြစ်ပါတယ်သိတ္တထအသုံးပြုခဲ့တဲ့နီလန်းဟာသိပ္ပံနီလန်းနဲ့အလွန်တူပါတယ်အာနာရှိသူတူကိုမယုံခဲ့ဘူးစာအုပ်ကိုမမျက်မမြင်ယုံခဲ့ဘူးကိုယ်တိုင်မတွေ့ကြုံရသေးသည့်မယုံကြည်ဘူးလို့ဆုံးဖြတ်ခဲ့တယ်ဒီနီလန်းကိုယနေ့သိပ္ပံပညာမှာစမ်းသပ်နီလန်းလို့ခေါ်ပါတယ်ခံမှန်းစောင့်ကြည့်အတည်ပြုဒါကြောင့်မြတ်စွာဘုရားရှင်ဤလှုပ်ဆောင်မှုဟာတာမန်အထွေးခေါ်မဟုတ်ဘူးစိတ်ဤတိုက်ရိုက်စမ်းသပ်လေ့လာမှုဖြစ်ပါတယ်တောထဲမှာထိုင်ပြီးအသက်ရှူကိုအာယုံဆက်ရမှပထမဆုံးတွေးရှိချက်ပေါ်ထွက်လာတယ်စိတ်ဟာအမြဲလှုပ်ရှားနေတယ်အတွေးများမှတ်ညံများဟာကိုမခေါ်ပဲလာပြီးကိုမထုတ်ပဲထွက်သွားတတ်တယ်ဆိုတာကိုသတိထားမိခဲ့တယ်ယခုသင်လဲစမ်းကြည့်နိုင်ပါတယ်မျက်စိပိတ်ပြီးအသက်ရှူကိုသတိထားကြည့်ပါအတွေးများဘလောက်ကြားဖြတ်ဝင်လာနေတယ်လဲခန်းစားကြည့်ပါဒါဟာသိတထားပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းပါပဲတဲ့အဲ့ဒါကိုမစီရင်ဘူးမရှောင်ရှားဘူးရိုးရိုးပဲစောင့်ကြည့်တယ်အဲ့ဒီအခါစိတ်ဟာတထည်းထည်းငြင်းချမ်းလာတယ်ဒါဟာမဟာအံ့ဖွယ်မဟုတ်ပါဘူးစိတ်ဤလွတ်ဆောင်မှုတဘာဝဖြစ်ပါတယ်နောက်ထပ်အရေးကြီးသောအချက်တစ်ခုငါဆိုတဲ့ကိုယ်ပိုင်အမှတ်တညာဟာအမြဲတည်းမဟုတ်ဘူးတခါတရံယုံကြည်မှုမြင့်တယ်တခါတရံမလုံခြုံဘူးတခါတရံငြင်းချမ်းတယ်တခါတရံလှုပ်ရှားလဲအမြဲပြောင်းလဲနေတယ်ဆိုရင်အမြဲတည်းဘလို့ချင်နိုင်တယ်လဲယနေ့သိပ္ပံပညာလဲအုံနောက်ထဲမှာကိုယ်ပိုင်စံတာမရှိဘူးလို့ဆိုပါတယ်လှုပ်ဆောင်ခြင်းများလာရှိပါတယ်မြတ်စွာဘုရားရှင်ကဒီဟိုအနတ္တလို့ဟောခဲ့ပါတယ်အမြဲတည်းတော့အတ္တမရှိပါဘူးဒါဟာဝိညာဏအဆိုမဟုတ်ဘူးစိတ်ဤတိုက်ရိုက်စောင့်ကြည့်တွေ့ရှိချက်ဖြစ်ပါတယ်ထို့နောက်ပြောင်းလဲခြင်းဤနိယာမကိုမြင်ခဲ့ပါတယ်အတွေးများလာတယ်တွားတယ်ခံစားချက်များပေါ်လာတယ်ပျောက်ကွယ်သွားတယ်တည်မြဲသောအရာမရှိဘူးဓာတ်ပိရာအစင်မှာပင်အရာအလုံးလှုပ်ရှားနေတယ်မြတ်စွာဘုရားရှင်ကဒီဟိုအနိစ္စလို့ဟောခဲ့ပါတယ်ယုံကြည်မှုမဟုတ်ဘူးစောင့်ကြည့်ရင်မြင်နိုင်တဲ့သဘာဝပုံစံခဲ့ပါတယ်ဒုက္ခဤအမြစ်ကိုလည်းမြင်ခဲ့ပါတယ်စိတ်ကတ်လွတ်ခြင်းတဏှာအလိုကတ်လွတ်ခြင်းအတွေးတစ်ခုအမှတ်တညာတစ်ခုအရေးလားတစ်ခုကိုမလွတ်နိုင်လေစိတ်ဖိစီးမှုပိုများလေယနေ့သိပ္ပံပညာလည်းမျောလင်းချက်များနဲ့မကုညီတာခါစိတ်ဖိစီးမှုဖြစ်ပေါ်တတ်တယ်လို့ဆိုပါတယ်မျောလင်းချက်လော့ချသွားရင်စိတ်လည်းပေါ်လန်သွားတယ်ကိုယ်ရင်းဖီအားများလော့ကျလာတယ်နှလုံးဟွန်းတိုင်းတိုင်ငိမ့်လာတယ်အုံနောက်လိုင်းများငိမ့်ချက်လာတယ်မြတ်စွာဘုရားရှင်အတွက်သမားယုံစင်ဘာသာတရားအခမ်းအနားမဟုတ်ဘူးစိတ်ကိုတည်ငြိမ်စေဖို့လေ့ကျင့်ခန်းသာဖြစ်ပါတယ်အရေးကြီးဆုံးအချက်မြတ်စွာဘုရားရှင်ကငါစကားကိုယုံကြည်ပါလို့မဟောခဲ့ဘူးကိုယ်တိုင်စမ်းသပ်ကြည့်ပါလို့ဟောခဲ့ပါတယ်ဒါကြောင့်ဗုဒ္ဓဤလမ်းဟာယုံကြည်မှုတစ်ခုတည်ဆောက်ဖို့မဟုတ်ဘူးထက်ခါတလဲပြုလုပ်နိုင်တဲ့အတွင်းစမ်းသပ်မှုကိုပေးခဲ့တာဖြစ်ပါတယ်ယနေ့သိပ္ပံပညာကစိတ်တဘောကိုအလွန်ခက်ခဲတဲ့ပြဿနာလို့ခေါ်ပါတယ်မြတ်စွာဘုရားရှင်ကတော့ရှင်းပြဖို့မကြိုးစားခဲ့ဘူးစူးစမ်းလေ့လာဖို့သင်ပေးခဲ့ပါတယ်ရှင်းပြခြင်းဟာ theory ဖြစ်တယ်တွေးကြုံခြင်းဟာအချက်အလက်ဖြစ်တယ်မြတ်စွာဘုရားရှင်ကတိုက်ရိုက်အချက်အလက်နဲ့အလုပ်လုပ်ခဲ့ပါတယ်ဒါကြောင့်ဗ
ဗုဒ္ဓကသိပ္ပံလို့လှူရှားစေတယ်လို့ပြောရင်သိပ္ပံမှားတယ်လို့မဆိုလိုပါဘူးအဲ့ဒီဟာတူညီတဲ့နယ်မြေကိုစူးစမ်းလေ့လာခဲ့ကြတာကိုဆိုလိုပါတယ်ကွာခြားချက်ကစက်ကရိယာသာဖြစ်ပါတယ်သိပ္ပံကစက်အယုံပြူတယ်မြတ်စွာဘုရားရှင်ကတတိနဲ့စောင့်ကြည့်ခြင်းသာအသုံးပြုခဲ့ပါတယ်ဒီဗီဒီယိုကနေတစ်ချက်တာယူသွားပါကိုယ်စီကိုစောင့်ကြည့်နိုင်ခြင်းဟာယုံကြည်မှုမဟုတ်ပါဘူးလေ့ကျင့်နိုင်တဲ့ကျွမ်းကျင်မှုဖြစ်ပါတယ်ဒီကျွမ်းကျင်မှုကိုသိပ္ပထက2000လာကမတိုင်မီဖွံ့ဖြိုးစေခဲ့ပါတယ်ယနေ့သိပ္ပံပညာကအတည်ပြုလာနေပါတယ်ဒါဟာမတော်တဆမဟုတ်ပါဘူးလူသားစိတ်ဤအခြေခံအမှန်တရားဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကတင်ကိုပြောင်းလဲစေဖို့မဟုတ်ပါဘူးယုံကြည်စေဖို့မဟုတ်ပါဘူးဖိတ်ခေါ်ခြင်းသာဖြစ်ပါတယ်အပြင်လောကကိုနားလည်ဖို့သိပ္ပံအသုံးပြုသလိုတခါတည်းရန်ကိုယ်အတွင်းလောကကိုနားလည်ဖို့တတိနဲ့စောင့်ကြည့်ကြည့်ပါတင်လဲတိတ်တထဂေါရမမြင်နေတဲ့ပုံစံများကိုမြင်နိုင်မဲဖြစ်ပါတယ်နားထောင်ပေးခဲ့သူအတွက်ကျေးဇူးတင်ပါတယ်ဗုဒ္ဓံစရဏံဂစ္ဆာမိဓမ္မံစရဏံဂစ္ဆာမိသံဃံစရဏံဂစ္ဆာမိ